ပြတဲ့နိုင်ငံအကောင်းဆုံးစားတောက်တွေကတော့ပဲရီမြို့မှာရှိပါတယ်ဒီထဲမှာအကောင်းဆုံးကအကောင်းဆုံးလို့ခေါ်ဂူစတိုရဲ့စားတောက်ဆိုင်ကတော့နာမည်ကျော်ဆောင်ဆုံးဖြစ်ပါတယ်ဂူစတိုကတော့ကြံကားဝဲအစင်းစပုံမှုရှိတဲ့သူပြောင်းဖြစ်ပြီးတော့တူရွေးခဲ့တဲ့ဘယ်သူမှဆိုချက်ပြုတ်နိုင်တဲ့ဆိုတဲ့စာအုပ်ကရောင်းအောင်ကားဆုံးဖြစ်နေပါတယ်အီကိုကတော့အစင်းမြေဝေဖန်ရေးတမဖြစ်ပြီးကြံကားဝဲအစင်းရှိရတော့ကျေပြုတ်နိုင်ဝေဖန်တဲ့အစင်းရှိရလို့ဖြစ်ပါတယ်ခုမြင်တဲ့နေရာတွေကတော့ဝမ်မီတို့ခေါ်တဲ့ကြက်ကလေးဖြစ်ပါတယ်ဝမ်မီရဲ့ကိုကတော့ဘာလို့လို့ထင်ကြီးရတူဖြစ်ပြီးဝမ်မီရဲ့ဖေကတော့ဘာလို့လို့ထင်မကြီးရတူဖြစ်ပါတယ်ဝမ်မီရဲ့ဖေကတော့ကြွက်ရဲ့ခေါင်းဆောင်ဖို့ဆိုလဲဟုတ်ပါတယ်တော့တုတ်ဖေစားမဲ့စားတွေမှာစိတ်ပါနေရောက်ဝမ်မီကဒီထားမခဲ့ပါတယ်အဲအကြောင်းဝမ်မီရဲ့ဖေကတော့အထင်ကြီးသွားခဲ့ပါတယ်ဝမ်မီရဲ့ဖေကတော့ဒူရီနဲ့ဝေးနေဖို့ပြောပါတယ်ဒါပေမဲ့ဝမ်မီကတော့ဒူရီအိမ်ကိုတွားနေတာကြိုက်ပါတယ်ဒါပေမဲ့ရမ်မီကတော့လူတွေရဲ့အိမ်ကိုတွားနေလေးရှိပါတယ်လူတွေရဲ့အိမ်ကိုတွားနေတယ်တော့အချင်းပွားကြီးကတွေးလို့လိုက်ဖမ်းနေပါတယ်အဲ့လိုနဲ့ကြွတ်တိုက်ကြီးမှပြုတ်ချလာပြီးတမီတောင်းစုံတော့ထွက်ပေးရတယ်ပါတယ်ဒါပေမဲ့ရမ်မီကတော့ဂူစတိုရဲ့စာအုပ်ကိုယူနေတော့မလို့တကွဲတကွဲဖြစ်နေခဲ့ပါတယ်စံတော့ဆိုင်ရဲ့စပိုးဆောင်ပါတော့စပိုးအားလုံးဟာလှုပ်ရှုပ်နေကြပါတယ်အဲ့တဲမှာကျွန်တော်လည်းထိုင်နေတဲ့လူတယောက်ရှိပါတယ်သူကတော့လီကွင်းနေဖြစ်ပြီးဂူစတိုရဲ့ဓာတ်လေးဖြစ်ပါတယ်တာတူအလုပ်ထုတ်ပြေဖို့တောင်းဆိုထားဖြစ်ပြီးတော့စပိုးမှုကညှိလိုက်ပါတယ်စပိုးမှုကတော့လီကွင်းတွေကိုတန်ရှင်းဓမ္မဖြစ်လောက်ခန့်လိုက်ပါတယ်ရမ်မီကအပြင်ကနေလှည့်ကြည့်နေတော့ဓမ္မနယ်မဲ့လီကွင်းတွေကတန်ရှင်းလို့ဟင်းကိုလှမ်းတိုက်ပြီးတော့ပါတယ်ဒီကွင်းတွေကအလုံးပြည့်ရှင်တာကြောင့်အဝိတွေကိုထင်ရည်ဆွတ်ထည့်နေပါတယ်တရေတုံးနေတဲ့ဒီကွင်းတွေကိုရမ်မီကရက်ချိမနေပဲတာပြီးဟိချက်ပေးလိုက်ပါတယ်အဲ့ဒါကိုစပူမှုကောင်းဆောင်ကောင်မြင်တော့တရှင်းတမဟင်းချက်နေရကောင်းလားဆိုပြီးစူနေပါတယ်ဟင်းအမြန်လုံနေရကြောင်းဒီကွင်းတွေချက်လာတဲ့ဟင်းကိုအမြန်ယူသွန်းလိုက်ပါတယ်တိုက်လိုက်ဆိုရင်ဝေပိုင်းတမဖြစ်နေရကြောင်းစပူကောင်းဆောင်တွေဒေါ်လာထွက်တော့ပါတယ်ဒါပေမဲ့ဝေပိုင်းတမကဟင်းကိုကြိုက်လို့စပူကောင်းဆောင်ကိုတွေ့ပြီးတော့ဆွေးနေပါတယ်ဘိုးကောက်စာကဒီခွေတွေကိုစပူဖေးရာတူတုတ်ပြလိုက်ကောက်လိုက်ကိုလွိုက်တာတွေတင်ပေးလိုက်ပါတယ်ဒီခွေနေနဲ့ကြက်ကိုတောင်းပေးဖို့လုပ်ပဲဟင်းကိုချက်တာကြက်ဖိနေရကြောင်းပြရပဲဖြစ်နေပါတယ်ဒီခွေတွေကအချက်ပြက်ကိုဝမ်းတာမဟုတ်ပဲတက်ရှိလောက်မှတာမေးချင်တာဖြစ်ပါတယ်ဒါကြောင့်ကြက်ကိုစကားပြောပြီးကြက်ကသူပြောတာနားလည်နေရဖြစ်ပါတယ်သူကဒီခွေတွေကတော့ကြက်ပြောတာနားမလည်ပေမဲ့ကြက်ကတော့ခေါင်းနေပဲစွညင်နေပါတယ်ဒီကွင်းတွေကကြက်ကိုဟင်းကုချက်ပြီးကိုပြောလိုက်ပါတယ်ဒီကွင်းတွေကကြက်ကိုဟင်းကုချက်ပြီးကိုပြောလိုက်ပါတယ်ကြက်ကလည်းလက်ခံလိုက်ပါတယ်ဒီကွင်းတွေချက်ခဲ့ဟဲ့ကိုဝိုင်းတမကဒါပေမဲ့ဒီကွင်းတွေကတော့ဆန်နောက်ဆိုင်ကိုနာမည်ပြန်တက်အောင်လုပ်ခဲ့ပါတယ်ဒီကွင်းတွေကကြက်ကိုဘယ်နာထားမှမသိတာကြောင့်ဟင်းချက်ဖို့တိုက်ပတ်နေပါတယ်ဒါကိုစပူးကောင်းဆောင်ကမြင်သွားပြီးဒီကွင်းတွေကကြက်ကိုအုတ်ထုတ်တယ်ပြန်ထိလိုက်ပါတယ်ရမ်မီကဒီကွင်းတွေကိုထိတ်ချုပ်ပါတယ်။ဒါပေမဲ့ထိတ်ချုပ်တာလေးတွေတော့ဒါရဲ့ကိုစတိုရေးမပြလိုက်တဲ့စာတွေပါ။ဒီကွင်းတွေကကိုစတိုရေးဒါလို့ပြောတာပါတယ်။ဒါကိုသူကဆိုင်ရတော့မှစိတ်ပူနေပါတယ်။ပုံပေါ်ကဒီကွင်းတွေကိုတာဖောင်တင်ရင်စကန်လိုက်ပါတယ်။ကောလေးရောက်လာပြီးဒီကွင်းတွေကိုစကားပြောဘာမှပြန်ပြောကောလေးကဒီကွင်းတွေကိုပါရိုက်လိုက်ပါတယ်။အဲကြောင့်ဒီကွင်းတွေနဲ့ကောလေးကိုတွားပြီးတွားချောက်လိုက်ပါတယ်။နောက်တော့ရမ်မီကအိပ်ပျော်နေတဲ့ဒီကွင်းတွေကိုနှုတ်ဝင်ဟင်းချက်ကန်လိုက်ပါတယ်